ဆိုချစ်သူလေးလေလွမ်းနေတော့မှာကြာပြီမေလေးမွေးဆိုရလူစကားပြောလို့နှလုံးသားကိုသတိချရအောင်မှာတွေ့ကြည့်လို့ဆန္ဒမှာနိုင်ငံတွေချားလို့ရမှာမိဘလူလုံးစိတ်ချနိုင်မလေးဟာတမိုးတွေဘာတွေအဲ့မဲ့ဒီလည်းမရှိဘူးဆိုင်တော့လိမ့်မယ်လေဒီခံကြတယ်